ဝမှာလှုပ်ချင်တာတွေလှုပ်ဖို့ဝယ်ချင်တာတွေဝယ်ဖို့ကြိုးစားပါမင်္ဂလာပါကျွန်တော်ဒီ2021ခုနှစ်ဒီမေလမှာကျွန်တော် share group ဆိုတဲ့ဖဏတ် page ကိုစပြီးတော့ထောင်ခဲ့တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီဟာဝါနာပါလို့လုပ်နေရင်လည်းဒီလောက်ထိဖြစ်လာတာပါ page ကကျွန်တော်ရဲ့တကယ်အလုပ်ကတတ်တစ်ခုရှိပါတယ်ဒါပေမဲ့ဒါကျွန်တော်ဝါနာပါလို့စပြီးလုပ်နေရင်ကျွန်တော်တို့ဒီ side business လိုမျိုးလေးတစ်ခုပါဖြစ်လာပါတယ်အဲ့လိုနဲ့ပေါ့နော်ကျွန်တော် page ကိုအရင်ကတည်းကအခုထိကိုစူးစမ်းပြီးတော့ဒီဇိုင်းမတ်နဲ့ site ပြီးတော့run လာခဲ့တာယနေ့ဆိုရင်ဒီဘယ်လိုပြောမလဲကျွန်တော်ဘဝမှာကျွန်တော်တစ်ခါမှဝယ်နိုင်မှမထင်တဲ့ဒီ3450တန်ဒီAEZ2 ဒီ rack auto ဖဏတ်3800လောက်တန်တဲ့ဒီ Nike Air Max ဖဏတ်တွေကျွန်တော်ပိုင်ခဲ့ပါတယ်ဟုတ်တယ်လေကျွန်တော်ဒီဖဏတ်တွေကိုအစ်စ်ဝယ်နိုင်မယ်ထင်လို့လားမဖြစ်နိုင်ဘူးယူတတာစူးစမ်းရလူတယောက်ဖို့ဒီတဒီလိုဖဏတ်ဝယ်နိုင်ဖို့ကမဖြစ်နိုင်ဘူးကျွန်တော် motivation speaker မဟုတ်ပါဘူးကျွန်တော်ကဒီ sneaker တွေကိုတဘောကြလို့ဒီ sneaker နဲ့ပတ်သက်တဲ့ content တွေကိုတင်နေရင်းနဲ့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်ဒီ sneaker တွေရောင်းနေတဲ့ဒီ online shopping page ခေါ်မလား sneaker တဲ့ page ခေါ်မလားအဲ့ page လေးပါအခုလည်းဒီကျွန်တော်ဒီတော့ချိန်လေးတွေရောင်းမလို့ပါဒီသေးစီကတကယ်မှန်တကယ်လားလို့ကျွန်တော်ဒီလိုဗီဒီယိုပါလုပ်ပြီးရောင်းတာပါကျွန်တော် Messenger group members တွေကိုတော့အရင်ဘယ်လိုပြောမလဲအရင်ရောင်းပေးမှာပေါ့နော်ဟောကျွန်တော်မကုန်ရင်တော့ဒီ Facebook page မှာလည်းရောင်းပေးပါမယ် share မိုက်တာshare ဒီ days တွေကတော့ကျွန်တော်ပုံတွေကိုတခြားgroup ထဲမှာတော့ပို့ထားပါတယ်ပြီးသွားရင်လည်း Facebook မှာတင်ပေးမှာပေါ့နော်ထားပါပဲ